အခုလက်ရှိပင်လယ်ဓမြခေတ်ကြီးကတော့အကျွမ်းမဲ့ရက်စက်မှုတွေနဲ့ပြည်နေပါတယ်။စိုးတန်းလာတဲ့ပင်လယ်ဓမြတွေကြောင့်တာမန်ပြည်သူတွေဟာဆင်းရဲဒုက္ခပေါင်းစုံကြုံလာရပါတယ်။ဒါပေမဲ့အခုတော့ပြည်သူတွေကိုပြောင်းလွှတ်ပေးနိုင်တဲ့မျှော်လင့်ချက်လေးတစ်ခုရှိလာခဲ့ပါတယ်။အဲ့ဒါကတော့အဆိုရနာမည်ကြီးကောင်မလေးဥဒဖြစ်ပါတယ်။အခုလဲဥဒဟာသူ့ရဲ့ပထမဆုံးရှိုးပွဲကိုကျင်းပနေတာဖြစ်ပြီးဒီပွဲကိုလူဖီတို့အဖွဲ့သားတွေလည်းရောက်နေခဲ့ပါတယ်။ဥဒကိုဓာတ်ပုံထဲမှာပဲမြင်မှုခဲ့တဲ့ကောက်ရုပ်အုပ်ထုပ်အဖွဲ့သားတွေကလည်းမကြခင်မှာရှိုးပွဲစားတော့မှဖြစ်တာကြောင့်ရင်ခုန်နေကြပါတယ်။ဒီချိန်မှာပဲရုတ်တရက်ကျွင်းကြီးကအမှောင်ကျသွားပြီးရှိုးပွဲဟာစတင်လာခဲ့ပါတယ်။စီမံမှာလည်းဥဒဟာလှပတဲ့ကောက်ကွက်တွေနဲ့ဒီစုဖြောပြလိုက်တာကြောင့်ပြည်သက်တွေအားလုံးအယူမှုဖြစ်ကုန်ကြပါတယ်။ TV ဒီမှာလည်း live လွှင့်ခဲ့တာဖြစ်ပြီးတော့တစ်ကမ္ဘာလုံးကလည်းသူရှိုးပွဲကိုကြည့်နေကြတာဖြစ်ပါတယ်။ဒီလိုနဲ့တရှင်တစ်ပုတ်ပြီးသွားတော့ဥဒဟာပြည်သက်ကိုမေးဆက်လိုက်တာကြောင့်တကွန်းလုံးသူ့နာမည်ကိုအော်ပြီးအားပေးနေကြပါတယ်။ဒီချိန်မှာပဲလူဖီယာရုတ်တရက်ဆိုသလိုဥဒရဲ့အရှိကိုရောက်လာပြီးသူ့ကိုမှတ်မိလားလို့မေးလိုက်ပါတယ်။ဥဒကလည်းလူဖီကိုမှတ်မိသွားပြီးပြစ်ဖက်လိုက်တာကြောင့်အားလုံးဟာပါဇက်အဟောင်းသားဖြစ်သွားကြပါတယ်။အဲဒီနောက်သူ့ရဲ့ဖွဲ့သားတွေကလှမ်းမေးလိုက်တဲ့အခါမှာတော့လူဖီကဥဒဟာရှန့်ရဲ့သမီးဖြစ်ကြောင်းပြောလိုက်ပါတယ်။ဒါကိုကြားလိုက်တဲ့လူတွေကလည်းနောက်တစ်ခါအံ့ဩသွားခဲ့ရပြန်ပါတယ်။ဒီချိန်မှာပဲစင်မောပင်လယ်ဓမြလူစောတွေတက်လာခဲ့ပြီးဥဒကိုပြန်ပြီးဆွဲဖို့လုပ်ပါတယ်။အဲ့ဒီနောက်ပစ်ကမားရဲ့အဖွဲ့သားတွေကလည်းရောက်လာခဲ့တာကြောင့်ကိစ္စတွေကပိုရှုပ်လာခဲ့ပါတယ်။ဒီချိန်မှာပဲကောက်ရုပ်အုပ်ထုပ်ဖွဲ့သားတွေကလည်းစင်မောတက်လာခဲ့ပြီးဥဒကိုပြန်ပြီးဆွဲမဲ့ပင်လယ်ဓမြတွေကိုတိုက်ခတ်လိုက်ပါတယ်။ဥဒကတော့အားလုံးကိုရမပြစ်ကြဖို့တားလိုက်ရင်ရှိုးပွဲကိုချစ်ချစ်ခင်ခင်နဲ့ဆက်ကြည့်ကြဖို့ပြောပါတယ်။ဒါပေမဲ့ပင်လယ်ဓမြတွေကလက်မခံတဲ့အခါမှာတော့ဥဒဟာရုတ်တရက်သချင်းတစ်ပုတ်ကိုထားဆိုလိုက်ပြီးသူ့ရဲ့ရန်သူတွေအားလုံးကိုအမှောက်သိမ်းလိုက်ပါတယ်။အဲ့ဒီနောက်သူ့ရဲ့ကဘာအစ်စ်မှာလူသားတွေကိုတချင်းနဲ့ပျော်ရွှင်အောင်လုပ်ပြီးမှဖြစ်ကြောင်းနဲ့ရေတက်တဲ့ကဘာအစိုးရကိုလာမနောက်ရှက်ဖို့တတိပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲကဘာအစိုးရကဥဒဟာကြောက်စရာကောင်းတာတစ်ခုကိုလုံးနေကြောင်းနဲ့ Top Music ကိုင်းနူးမလာခင်အချိန်မီတားဆီးရမည်ဖြစ်ကြောင်းပြောလိုက်ပါတယ်။ Top Music ကဟာဂျေးပိတ်ထားတဲ့မိစ္ဆာကြီးဖြစ်ပြီးအခုလဲဥဒကိုဖမ်းဆီးဖို့အတွက်နာမည်ကြီးဗိုလ်ချုပ်တွေဟာရေတက်အုပ်စုကြီးနဲ့အကုန်ထွက်လာကြပါတယ်။ဒီအချိန်မှာတော့ဥဒဟာပြည်သက်တွေကိုဖျော်ဖြေပေးရင်းနဲ့သူဖန်တီးထားတဲ့ကဘာအစ်စ်မှာနေရင်ဆေးရဲဒုက္ခဆိုတာမရှိတော့ဘူးလို့ပြောနေပါတယ်။လူဗီတို့ဖွဲ့သားတွေကတော့ထုံးစံအတိုင်းအစားစားရဲ့အလုံးရှုံနေကြပြီးအဲ့ဒီအချိန်သူတို့ဖွင့်တာကိုဥဒရောက်လာခဲ့ပါတယ်။အဲ့ဒီနောက်အချင်းချင်းမိတ်ဆက်လိုက်ကြပြီးလူဖီဟာလည်းဥဒနဲ့ပြန်တွေ့ရတဲ့အတွက်ပျော်ရွှင်နေခဲ့ပါတယ်။ဒီအချိန်မှာပဲဥဒဟာလူဖီကိုရှက်ကမင်မာလင်းလို့မေးလိုက်ပြီးလူဖီကတော့သူမသိဘူးလို့ပြန်ဖြေလိုက်ပါတယ်။အဲ့ဒီနောက်လူဖီရဲ့အဖွဲ့သားတွေဟာသူနဲ့ဥဒရဲ့အတိတ်အကြောင်းကိုသိချင်တာကြောင့်လူဖီကိုပြပြလိုက်ပါတယ်။လွန်ခဲ့တဲ့12နှစ်ကလူဖီတို့ရွာလေးကိုရှက်နိုရောက်လာခဲ့ပြီးဥဒကလည်းသူတို့နဲ့အတူတူပါလာခဲ့ပါတယ်။လူဖီနဲ့ဥဒလည်းအချင်းချင်းပြိုင်ဆိုင်နေကြရင်လည်းတငယ်ချင်းတွေဖြစ်လာကြပါတယ်။ဥဒဟာသချင်းဆိုရတာအယံဝါသနာပါပြီးတော့ရှက်ကိုလည်းသူ့ရဲ့အဖေရင်းတယောက်လိုမျိုးချစ်ခဲ့ပါတယ်။ဒါပေမဲ့လူဖီတို့ရွာကိုရှက်နောက်တစ်ခါပြန်ရောက်လာခဲ့တဲ့အခါမှာတော့ဥဒပါမလာတော့ပဲလူဖီဟာရှက်ကိုမေးလိုက်တဲ့အခါမှာတော့ဥဒဟာအဆိုတော်ဖြစ်ဖို့အတွက်သူတို့စီကနေထွက်သွားပြီးဖြစ်ကြောင်းပြောခဲ့တာပါဒီလိုနဲ့သူတို့ရဲ့ငယ်ဘဝအတိတ်ကိုအလွမ်းတည်နေကြတော့ဥဒဟာလူဖီကိုပင်လယ်ဓမြမလုပ်တော့ဘူးပြောလိုက်ပါတယ်လူဖီကတော့သူဟာဘိုက်တင်သွားပြီးဖြစ်တာကြောင့်ပြန်တော့မယ်လို့ပြောလိုက်ပြီးမဲ့ဥဒကတားလိုက်ပြီးနင်တို့အကုန်လုံးဒီနေရာမှာထာဝရနေရတော့မှာလို့ပြောလိုက်ပါတယ်အဲဒီနောက်ဥဒဟာနာမီတို့ကိုဖမ်းဆီးလိုက်ပြီးကျန်တဲ့အဖွဲ့သားတွေကိုလည်းတချင်းဆိုရင်တိုက်ခိုက်လိုက်ပါတယ်ဥဒအရန်ဆွမ်းတာကြောင့်လူဖီကလွှဲပြီးကျန်တဲ့အဖွဲ့သားတွေအကုန်ဖမ်းခံလိုက်ရပါတယ်ဒီအချိန်လောရောက်လာပြီးကတင်သွားခဲ့တာကြောင့်လူဖီလည်းလွတ်သွားခဲ့ပါတယ်ဒါပေမဲ့ဥဒကလူဖီကိုခဏလေးနဲ့ပြန်တွေ့သွားခဲ့တာကြောင့်လူဖီတို့လည်းထွက်ပြေးရပြန်ပါတယ်ကံကောင်းတာကအဲလီဂျီလာတိုင်းပြည်ရဲ့ဘရင်ဖြစ်တဲ့ဂေါ်ရန်ဟာလူဖီတို့ကိုကယ်တင်လိုက်ပါတယ်အဲဒီနောက်ဘရင်ကြီးဟာသူဟာဥဒကိုစောင့်ရှောက်ပေးတဲ့သူဖြစ်ကြောင်းနဲ့အရင်ကဆိုရင်ကျွင်းကြီးပေါ်မှာသူရဲ့ဥဒရဲ့2ယောက်ပဲရှိကြောင်းပြောလိုက်ပါတယ်သူဟာငယ်ငယ်ကလေးကဥဒရဲ့သချင်းဆိုတာကိုအားပေးခဲ့ပြီးမဲ့နာမည်ကြီးလောက်အောင်ဘယ်လိုလုပ်ပေးရမလဲမသိဘူးဖြစ်နေခဲ့တာပါဒါပေမဲ့တနေ့မှာတော့ကမ်းခြေမှာဆက်သွယ်ရေးခီးယူကိုကောက်ရတာကနေစပြီးဥဒရဲ့သချင်းတွေဟာတစ်ကမ္ဘာလုံးမှာနာမည်ကြီးလာခဲ့ပါတယ်ပရိသတ်တွေနဲ့အဆက်အသွယ်ရလာတဲ့ဥဒဟာတဖြည်းဖြည်းနဲ့ကမ္ဘာကြီးပျက်စီးနေတယ်ဆိုတာသိလာရပါတယ်စစ်ပွဲတွေကြောင့်ဝမ်းနည်းနေတဲ့သူ့ရဲ့ပရိသတ်တွေအတွက်ဥဒဟာကမ္ဘာအသစ်ဖန်တီးဖို့ကြံစီလာခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ရုတ်တရက်စကားကောင်းနေတော့မှပဲသူတို့နောက်ကိုဥဒရောက်လာခဲ့ပါတယ်အဲ့ဒီနောက်ဥဒဟာလူပီတို့ကိုတိုက်ခိုက်လိုက်ပြီးမဲ့လောကြောင့်သူတို့အားလုံးထွက်ပြေးနိုင်ခဲ့ပါတယ်အဲ့ဒီနောက်လောဟာဒီကျွန်းမှာရေတက်တရောက်နေခဲ့တာဖြစ်ကြောင်းနဲ့မကြခင်မှာအကြောင်းစုံကိုသိရတော့မှဖြစ်ကြောင်းလူဖီကိုပြောလိုက်ပါတယ်ဒီချိန်မှာပဲဥဒဟာဘရင်ကြီးဂေါ်ရန်နဲ့ရှိနေခဲ့ပြီးသူမဟာ Top Music ရဲ့မိစ္ဆာကြီးကိုနှိုးမှဖြစ်ကြောင်းပြောရင်ဂေါ်ရန်ကိုချိုထားလိုက်ပါတယ်ဒီချိန်မှာထွက်ပြေးလာတဲ့လူဖီတို့ကသူတို့ရဲ့တင်မောရေးစုနီဟာအကောင်လေးတစ်ကောင်ဖြစ်နေခဲ့တာကိုတွေ့လိုက်ပါတယ်ဒီချိန်မှာပဲကျွန်းရဲ့အနားကိုရေတက်တွေရောက်လာခဲ့ပြီးဥဒပြန်ပြီးဆွဲထားတဲ့ပြည်သူတွေကိုကဲဖို့လုပ်ပြီးမဲ့လူဖီတို့အပါဝင်ကျွန်းမော့ကလူတွေအားလုံးဟာအိပ်ပျော်နေတာကိုတွေ့လိုက်ရပါတယ်ဒီချိန်ရေတက်အရာရှိရဲ့အနားကိုဥဒရောက်လာခဲ့တာကြောင့်ရေတက်သားတွေဟာဥဒကိုတက်ဖို့လုပ်ပါတယ်ဒါပေမဲ့ဥဒဟာအခုကျွန်းပေါ်မှာလူတွေအားလုံးဟာအိပ်ပျော်နေတာဖြစ်ပြီးတော့တကယ်လို့သူ့ကိုတက်လိုက်ရင်ဒီလူတွေကဘယ်တော့မှပြန်နိုးမလာနိုင်တော့ဘူးလို့ပြောလိုက်ပါတယ်အဲဒီနောက်ဥဒမှုတစ်မျိုးကိုကိုက်စားနေခဲ့ပြီးတော့အဲ့မူဟာမအိပ်ချင်ပဲလူတွေရဲ့ခန္ဓာကိုယ်လန်းဆန်းစေပါတယ်ဒါပေမဲ့စားရများသွားရင်တော့ဒီလူဟာတေးရမှာပါရေတက်အရာရှိဟာဥဒကိုနင်လူတွေအားလုံးကိုတတ်မလို့လားလို့မေးလိုက်ပြီးမဲ့ဥဒကတော့စိတ်ဝင်းကြီးဆိုတာခန္ဓာကိုယ်ထက်အရေးပါတာကြောင့်စိတ်ကူးရင်ကဘာထဲမှာတော့ဒီလူတွေဟာထာဝရအသက်ရှင်နိုင်မှာဖြစ်ကြောင်းပြောလိုက်ပါတယ်အဲဒီနောက်ဥဒဟာကျွန်းပေါ်မှာအိပ်ပျော်နေတဲ့ပြည်သူတွေရဲ့ခန္ဓာကိုယ်ထိန်းချုပ်ပြီးသူ့ကိုဖမ်းဖို့ရောက်လာတဲ့ရေတပ်သားတွေကိုပြန်တိုက်ခိုက်လိုက်ပါတယ်အစမှာတော့ရေတပ်ကလည်းပြည်သူတွေကိုဘာမှပြန်မလုပ်ဘဲညှိခံနေရပါတယ်ဒီချိန်စိတ်ကူးရင်ကဘာတေကြီးထဲမှာဥဒပန်းနာခံလိုက်ရတဲ့ပင်လယ်ဓမြတွေကိုရေတပ်ဘူကြီးကိုဘီကကယ်တင်သွားပါတယ်အဲဒီနောက်ကဘာတေကြီးထဲမှာလူဖီတို့
ပင်လယ်ဓမြတွေနဲ့ရေတပ်အဖွဲ့ပြန်ပေါင်းမိသွားပါတယ်အဲ့ဒီနောက်ကိုဘီဟာသူတို့ရောက်နေတဲ့နေရာဟာကဘာအစ်စ်မဟုတ်ပဲဦးတာရဲ့အစွမ်းနဲ့ဖန်တီးထားတဲ့နေရာဖြစ်ကြောင်းအားလုံးပြောလိုက်ပါတယ်သူရဲ့ခန္ဓာကိုယ်အစ်စ်တွေကလည်းအခုချိန်မှာအိပ်ပျော်နေပြီဖြစ်ကြောင်းထပ်မံပြောလိုက်ပါတယ်ဒါအပြင်တကယ်ကဘာအစ်စ်ကဦးတာဟာမကြခင်မှာတည်တော့မှဖြစ်ပြီးတကယ်လို့သူတို့ဟာအချိန်မီအပြင်ကိုပြန်မထွက်နိုင်ဘူးဆိုရင်ဒီကဘာကြီးထဲမှာပဲအမြဲနေသွားရတော့မှာဖြစ်ပါတယ်ဒီအချိန်မှာတော့စိတ်ကူးရင်ကဘာတွေကဦးတာကတော့တချင်းဆက်ဆွနေပါတယ်ရှူပွဲကို TV ကနေ live လွှင့်လိုက်တာကြောင့်တကဘာလုံးကလူကြီးရေ80%ခန့်နှုန်းဟာဦးတာရဲ့ထိန်းချုပ်မှုကိုခံနေရပါတယ်ဒီချိန်မှာပဲ state symbol ကိုကိုဘီရောက်လာခဲ့ပြီးပြည်သက်တွေကိုဒါဟာစိတ်ကူးရင်ကဘာဖြစ်ပြီးအပြင်ဘက်မှာတော့လူတွေအားလုံးဟာအိပ်ပျော်နေကြောင်းပြောလိုက်ပါတယ်အကြောင်းစုံတည်သွားတဲ့ပြည်သက်တွေလည်းစိတ်တူသွားခဲ့ပါတယ်ဒါပေမဲ့ဦးတာကတော့သူတို့ကိုပြန်မပို့ပဲစိတ်ကူးရင်ကဘာတွေရောက်နေတဲ့လူတွေအားလုံးကိုအယုတ်ပုံစံဖြစ်အောင်ပြောလိုက်ပါတယ်ဒါကြောင့်ကိုဘီတို့လည်းပြန်ပြေးလာခဲ့ရပါတယ်ဒီအချိန်မှာပဲဦးတာရဲ့အားနည်းရက်ကိုရှာဖို့မြေရောက်ခန်းထဲရောက်နေကြတဲ့ Robin တို့ဟာကြောက်တုံးဆဲအုပ်ကြီးတွေနဲ့တိုက်ခိုက်နေရပါတယ်ဒါပေမဲ့လူချင်းတဲ့အချက်ကိုရသွားခဲ့တဲ့ Robin တို့လည်းစမတိုက်တော့ပဲလူဖီတို့စီပြန်လာခဲ့လိုက်ပါတယ်အဲ့ဒီရှာတွေ့ခဲ့တဲ့နီးတန်းကတော့ဦးတာက Talk Music ကိုတုံးလိုက်တဲ့အချိန်မှာမိစာကြီးတကောင်ဟာစိတ်ကူးရင်ကဘာမှာရောတကယ်ကဘာစစ်မှာရောပေါ်လာမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာမိစာကြီးကိုကဘာနှစ်ခုလုံးမှာပြန်နှုတ်တက်ခဲ့ရမှာဖြစ်ပြီးနိုင်သွားခဲ့ရင်တော့သူတို့ကစိတ်ကူးရင်ကဘာတွေကထွက်ခွင့်ရမှာဖြစ်ကြောင်း Robin ကပြောလိုက်ပါတယ်တကယ်ကဘာစစ်မှာမိစာကြီးကိုရှန်ကတိုက်ခတ်မှာဖြစ်ကြောင်းဘီရင်ကြီးခေါ်တန်းကဝင်ပြောလိုက်ပါတယ်အဲ့ဒီနောက်လူဖီလည်းအဲ့ဒီနေရာကနေချင်းချင်းထွက်ပြေးလာခဲ့ပြီးစိတ်ကူးရင်ကဘာတွေကဦးတာစီရောက်လာခဲ့ပါတယ်အဲ့ဒီနောက်လူဖီဟာဦးတာကိုဒီလိုလုံးနေတာရပ်ဖို့ပြောလိုက်ပြီးမဲ့ဦးတာကတော့လက်မခံခဲ့ပါဘူးအဲ့ဒီနောက်လူဖီနဲ့ဦးတာအချင်းချင်းတိုက်ခိုက်လိုက်ကြပါတယ်လူဖီဟာစိတ်ကူးရင်ကဘာကိုဖန်တီးထားတဲ့ဦးတာကိုအနိုင်မယူနိုင်တဲ့အပြင်သူ့ရဲ့ကောက်ရုပ်အုပ်ထုပ်ကပါဦးတာဆွဲဖေးတာခံလိုက်ရပါတယ်အဲ့ဒီနောက်ဦးတာဟာသူဒီလူဖြစ်လာခဲ့တာဟာရှန်ကြောင်းဆိုတာပြောလိုက်ပါတယ်ဦးတာဟာရှန်ကိုအဖေတယောက်လိုမျိုးချစ်ခဲ့ပေမဲ့ရှန်ကတော့သူ့ကိုအယ်လီဂျီယာမြို့မှာတယောက်တည်းထားခဲ့တာဖြစ်ပါတယ်အဖြစ်အပျက်ကတော့ဒီလိုပါရှန်တို့တွေအယ်လီဂျီယာမြို့ကိုရောက်လာတဲ့အချိန်တချင်းဆိုကောင်းတဲ့ဦးတာဟာချက်ချင်းပဲနာမည်ကြီးလာခဲ့ပါတယ်ဒီတော့ရှန်ကလည်းဦးတာကိုဒီမြို့မှာနေခဲ့မလားလို့မေးလိုက်ပေမဲ့ဦးတာကတော့ရှက်နိုအဖွဲနဲ့ပဲပင်လယ်ပြင်ကိုဆက်လိုက်မှဖြစ်ကြောင်းပြောလိုက်ပါတယ်ဒါပေမဲ့ဦးတာမထင်ထားတာကနောက်ရက်မှာတော့အယ်လီဂျီယာတစ်မျိုးလုံးမီးလောင်နေခဲ့တာပါဒါဟာရှန်ကတစ်မျိုးလုံးကိုဓမြတိုက်မီးရှို့သွားခဲ့ပြီးပင်လယ်ထဲကိုပြန်ထွက်သွားခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့သူဟာဂေါ်ရန်နဲ့အတူတူနေခဲ့တာဖြစ်တယ်လို့လူဖီကိုပြန်ရှင်းပြလိုက်ပါတယ်လူဖီကလည်းဒါမဖြစ်နိုင်ကြောင်းပြောလိုက်ပေမဲ့ဦးတာကတော့ရှန်ကိုတော်တော်လေးမုန်းတီးနေခဲ့တာဖြစ်ပါတယ်ဒီချိန်မှာပဲတကယ်ကဘာအစ်စ်မှာဦးတာဟာအိပ်ပျော်နေတဲ့လူဖီကိုတတ်ဖို့လုပ်နေခဲ့ပါပြီဒါပေမဲ့ရုတ်တရက်ဆိုသလိုရှက်နဲ့သူ့ရဲ့အဖွဲ့သားတွေရောက်လာခဲ့ပြီးဦးတာကိုတားဆီးလိုက်ပါတယ်ဒီချိန်စိတ်ကူးရဲ့ကဘာတွေကလူဖီဟာအပြင်ကဘာမှာရှက်ရောက်နေတာကိုတည်သွားခဲ့ပြီးဦးတာကိုဖိအားပေးပြီးတိုက်ခိုက်လိုက်ပါတယ်အားလုံးကဝိုင်းတိုက်ခိုက်တာကြောင့်ဦးတာလည်းဘာမှလုံးမရပဲဖြစ်နေခဲ့ပါတယ်တကယ်ကဘာအစ်စ်မှာတော့ဦးတာရဲ့ထိန်းချုပ်မှုကြောင့်တာမန်ပြည်သူတွေဟာရှက်နိုကိုတိုက်ခိုက်နေကြပါတယ်ဒါပေမဲ့ပြည်သူတွေဖြစ်တာကြောင့်ရှက်နိုရဲ့အဖွဲ့သားတွေဟာသူတို့တည်သွားမယ်ဆိုရင်တော့ဘာမှပြန်မလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့လက်နက်ကင်ထားတဲ့အစိုးရရေတပ်ရောက်လာခဲ့ပြီးတာမန်ပြည်သူတွေကိုပြစ်တက်လိုက်ပါတယ်အဲ့ဒီနောက်ရေတပ်ဗိုလ်ချုပ်ရောက်လာပြီးကျွန်းကျွန်းလုံးကိုမီးလောင်တိုက်သွင်းဖို့လုပ်ပြီးမယ်ရုတ်တရက်ဆိုသလိုရှန်ကတားဆီးလိုက်ပါတယ်ရေတပ်ဗိုလ်ချုပ်ကိုဓာတ်တစ်ချက်နဲ့ ECC အနိုင်ယူလိုက်ပြီးသူတို့ရဲ့မိသားစုကိစ္စကိုမဆက်ဖက်ဖို့တတိပေးလိုက်ပါတယ်ကဘာအစစ်ကဖြစ်နေတဲ့ပြဿနာတွေကြောင့်စိတ်ကူးရင်ကဘာတွေကဦးတာဟာခန်းစားချက်တွေမထိန်ချုပ်နိုင်ဖြစ်နေခဲ့ပါတယ်အဲ့ဒီနောက်ဦးတာဟာဒေါသပေါက်ကွဲပြီးTalk Musicကမိစ္ဆာကြီးကိုနှိုးလိုက်တာကြောင့်မိစ္ဆာကြီးဟာကဘာနှစ်ခုလုံးမှာပေါ်လာခဲ့ပါတယ်လူဖီတို့ဖွဲ့သားတွေလည်းဒေါသထွက်သွားပြီးမိစ္ဆာကြီးကိုဝမ်းတိုက်ခိုက်လိုက်ပါတယ်ဆေးလွတ်နေတဲ့ဦးတာလည်းလူဖီကိုပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်ပြီးနောက်ဆုံးမှတက်ဖြတ်ဖို့အတွက်လှမ်းနဲ့ထိုးလိုက်ပြီးမဲ့ဘရင်ကြီးကော်ရန်ဟာကြားထဲကနေဝန်ခံလိုက်ပါတယ်ရင်မန်းကိုလန်ဆိုင်နေတဲ့ဘရင်ကြီးလည်းလွန်ခဲ့တဲ့12နှစ်ကအဖြစ်မှန်ကိုဦးတာကိုပြောပြလိုက်ပါတယ်တကယ်တော့မြို့ဖြည့်စည်းသူဟာရှက်ကမဟုတ်ပဲဦးတာကိုယ်တိုင်သာဖြစ်ကြောင်းနဲ့အဲ့ဒီအချိန်တုန်းကဦးတာရဲ့ခန္ဓာကိုယ်ကိုမိစ္ဆာကြီးကထိန်းချုပ်ခဲ့တာဖြစ်ကြောင်းပြောပြလိုက်ပါတယ်ရှက်ကဦးတာကိုနောက်တာပြစေချင်တာကြောင့်အားလုံးကိုသူ့အပေါ်အပြစ်ပုံချခဲ့တာဖြစ်ပါတယ်အကြောင်းဆုံးတည်သွားတဲ့လူဖီလည်းဦးတာစီကိုပြောပြီးပြေးသွားလိုက်ပြီးမဲ့ဦးတာကတော့သူ့ကိုတိုက်ခိုက်လိုက်ပါတယ်ဒီအချိန်ကဘာအစ်စ်မှာတော့ရေတပ်သားတွေဟာပြည်သူတွေကိုတပ်ဖြတ်နေခဲ့ပြီးပင်လယ်ဓမြတွေဟာပြည်သူတွေကိုကယ်တင်နေရပါတယ်ဒါပေမဲ့မိစ္ဆာကြီးကပူပြီးတောင်းကျမ်းလာတာကြောင့်ကဘာနှစ်ခုလုံးကလူတွေကအစီအစဉ်ကြကြနဲ့ပြန်ပြီးတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ကဘာအစ်စ်မှာတော့ရှန်နိုရဲ့အဖွဲ့နဲ့စိတ်ကူးရင်ကဘာမှာတော့လူဖီတို့အဖွဲ့အတွဲညီတိုက်ခိုက်နေကြပါတယ်ဒီအချိန်မှာတော့ရှန်ကသူနဲ့ဦးတာပထမဆုံးတွေ့ခဲ့တဲ့အချိန်ကိုပြန်တွေ့နေခဲ့ပါတယ်ဦးတာဟာရှန်တို့ဓမြတိုက်လာတဲ့ရန်နာတစ်တာတွေကနေပါလာခဲ့တာဖြစ်ပါတယ်ဒီချိန်မှာလူဖီရောရှန်ရောဟာကဘာနှစ်ခုလုံးမှာပွဲသိမ်းတိုက်ကွက်တွေထုတ်သွင်းလိုက်တာကြောင့်နောက်ဆုံးမှာမိစ္ဆာကြီးလည်းရှော့သွားခဲ့ပါတယ်ဒီချိန်မှာတကယ်ကဘာအစ်စ်မှာဦးတာဟာနောင်တရနေပြီးရှက်နဲ့ပြန်တွေ့ရတာဝမ်းသာကြောင်ပြောနေပါတယ်ဒါပေမဲ့သူတို့ဟာအိပ်ပျော်နေတဲ့လူတွေပြန်နှုံးမလာတာသတိထားမိသွားတာကြောင့်ဦးတာဟာဒီလူတွေကိုစိတ်ကွင်းကဘာတွေကနေပြန်ခေါ်ဖို့တရှင်းထားဆိုလိုက်ပါတယ်မကြခင်မှာပဲလူဖီပါဝင်အားလုံးဟာစိတ်ကွင်းကဘာတွေကနေပြန်ထွက်လာနိုင်ခဲ့ပါတယ်ဒီချိန်မှာပဲရေတက်ရောက်လာခဲ့ပြီးဦးတာကိုသူတို့စီလွှဲပေးဖို့ရှက်ကိုပြောလိုက်ပါတယ်ရှက်ကလည်းဦးတာကသူ့သမီးဖြစ်ကြောင်းနဲ့သူ့သမီးကိုသူ့စီကခေါ်သွားခြင်းတေဝုဒပြင်လို့ပြောရင်သူ့ရဲ့ဟာကီကြီးနဲ့ဖျက်ချောက်လိုက်ပါတယ်ရေတက်ဗိုလ်ချုပ်တွေလည်းရှက်ကိုမရှင်နိုင်မဲ့တိသွားတာကြောင့်အလျှော့ပေးလိုက်ရပါတယ်နောက်တစ်ခါမှာတော့လူဖီတို့ဟာဆန်ဒီပေါ်မှာပြန်နှုတ်လာခဲ့ပြီးရှက်နဲ့ဦးတာကိုမင်းနေခဲ့ပါတယ်အဲ့ဒီနောက်လူဖီလည်းဇိုလိုပြပြချက်အရာပင်လယ်ထဲကိုထွက်သွားပြီးဖြစ်တဲ့ရှက်နိုကိုလှမ်းကြည့်ရင်ဇလန်းလေးကပြီးဆုံးသွားခဲ့ပါတယ်ဒီလိုမျိုး enemy recap video လေးကိုကြိုက်နေတဲ့ဆိုရင် channel လေးကို like and subscribe လေးလုပ်ခဲ့ပြီးဖို့အားလုံးတောင်းဆိုချင်ပါတယ်ခင်ဗျာနောက်ထပ် video တွေမှာအားလုံးပြန်တွေ့ကြပါမယ်ခင်ဗျာ